ပြန်သွားလိုက်ငါညီမလေးရော မင်းညီမလေးနေမှရှိတော့မင်းကလာလေးပြန်ပြီလား ဟုတ်တယ်လေဒီမှာ3လလောက်နေမလို့ 3လလောက်နေမလို့ ဟုတ်တယ် ပြန်သွားတော့ဘာမှမကြားသေး မကြဘူးကွာတတိယလို့လာတော့ဗော ဟာစုရရေနင်းကိုလာတဲ့ဟဲ့3လလောက်နေမယ်တဲ့ဘာလို့လင်မယားတော့ရံဖြစ်အောင်မေးဟမ် ပေါ်စီနဲ့မိမကြီးကြာနေအခုလည်းဘယ်မရင်ငယ်ရင်သွားအောင်မလဲမသိညီမလေးရေနင်းယောက်ျားရမကောင်းကြောင်းနေပြောပြအောင်မယ်ဟာ ဟဲ့မင်းမြတ်ကြီးကဘာဖြစ်နေတာလမ်းကမဖားတာအကြမ်းမမဲတူးလို့ ဟိုချက်တော့ လက်ချက်တော့ ချက်တည်မရှိတဲ့9ယောက်ပါအိမ်ကိုပြန်ရောက်လာပြန် ဟဲ့ဟိုတော့မှထောက်သွားတာလေဘလို့ပြန်ရောက်လာပြန်တာလို့ ဟုတ်တယ်အဲ့ကောင်ကလေစားစရာမရှိငါအိမ်ရောက်လာတယ် ပြီးရင်သူ့ညီမနဲ့ငါနဲ့ကိုရန်တိုက်ပြီးတယ်အဲ့တော့အဲ့ကောင်ရောက်လာပြီဆိုတော့သူ့ညီမနဲ့ငါနဲ့ကတော့နှောင်ချင်းချရတော့တာပဲအခုလည်းအိမ်ရောက်လာပြီဆိုတော့ငါပြန်တော့မျက်ခုံးခတ်လို့လို့ ဟဲ့ဒီတကားလာရှုပ်တယ်ရိုက်ထုတ်လိုက်တော့ ဟာရောရိုက်တော့လို့ရငါဆိုရတဲ့ရိုက်တော့မှာဗောအေးသူ့သွားရိုက်တော့မင်းကလည်းသူ့ညီမနဲ့ငါနဲ့ကွဲမှာဗောဟာ မင်းပြဿနာလဲငါဘလို့ရှင်းပြရမှန်းကိုမသိတော့ အေးအခုလည်းငါအိမ်ပြန်ရောက်တာနဲ့ငါမိမနဲ့ငါနဲ့ရန်ဖြစ်တော့မယ်ဆိုတော့အချိုးသိနေတယ် 是的，是的，是的，不要了，我那叫。 ဖြည်းဖြည်းလောက်ပါရဲ့နင်ထူတာကောင်းရောက်ထူတာဒီမှာအေးကိုလည်း